United ကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့ကိုလံဘီယာကွင်းလယ်လူ Orozco ကဘယ်လိုကစားသမားမျိုးလဲတဒင်းရဲ့ဖော်ပြချက်အရကတော့ Manchester United အသင်းကကိုလံဘီယာကလပ် Fortaleza အသင်းရဲ့ကွင်းလယ်လူ Orozco ကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ Orozco ကအသက်18နှစ်အရွယ်ကိုလံဘီယာကွင်းလယ်ခန်းစစ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့လက်ရှိကိုလံဘီယာ U17 အသင်းရဲ့အသင်းကောင်းဆောင်လည်းဖြစ်ပါတယ်။ Orozco ကလာမယ့်နှစ်အသက်18နှစ်ပြည့်တာနဲ့ Manchester United အသင်းနဲ့စာချုပ်ချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။ Orozco ကကွင်းလယ်ခန်းစစ်ကစားသမားတစ်ယောက်ပါခနာကိုကြန့်ခိုင်မှု physical ပိုင်းအားကောင်းပြီး Premier League မှာဝေတွန်းနိုင်ပါတယ်။ကွင်းလယ်ခန်းစစ်ပြင်ကွင်းလယ်ထိုင်မှလည်းကစားနိုင်ပါတယ်။ Chelsea တင်ကကန်စီဒိုလိုပုံစံမျိုးဖြစ်ပြီးတော့ဒိုင်စစ်လိုက်ပါတာတွေခန်းစစ်ပိုင်းကူတာတွေကိုတွဲဖက်ကစားနိုင်တဲ့စွမ်းရည်ရှိပါတယ်။ပြောရမယ်ဆိုရင်ဒီဘက်ခေတ်ရဲ့ modern hybrid defensive midfielder တစ်ယောက်ပါ။လောအားလုံးကောင်းကောင်းနဲ့ကစားနိုင်တယ်လို့ခေါင်းဆောင်မှု leadership ပိုင်းလည်းကောင်းလို့တစ်ချိန်မှာ United ရဲ့ကွင်းလယ်မှာအားကိုးအားထားရမယ်ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။ United ကတော့ Orozco ကိုတင်းကြီးမှမတုံးခင်မှာလူငယ်အသင်းတွေမှာအရင်ဆုံးစမ်းသုံးပြီးတော့အတွေ့အကြုံရယူခိုင်းမှုလည်းရှိနေပါတယ်။